ယာဆိုင်ပြီးလုံးဝကိုမရဲတဲ့ညီကိုနှစ်ယောက်ရဲ့ဖခင်ဟာရုတ်တရက်တည်ဆုံးသွားပါတယ်။ဖခင်တည်ဆုံးမှုဟာသွေးရိုးသားရိုးဟုတ်မနေတာကြောင့်နောက်ွယ်မှာယာကူဇာကိုင်းတွေနဲ့ပတ်သက်နေပြီးထင်ထားတာထက်ရှုပ်ထွေးနေတာကြောင့်ညီကိုနှစ်ယောက်ဟာယာကူဇာကိုင်းကိုလက်စားချေဖို့စ조사ရင်ဟာဝိုင်အီကျွန်းတစ်ခုလုံးလည်းပြာကျသွားလောက်အောင်ကိုလူသက်သမားအားမြေလန့်ရှာဖွေနေပါတယ်။ဝေါ်ရာဟာတစုံတစ်ယောက်ကအနောက်ကနေလိုက်နေတာကြောင့်ထွက်ပြေးဖို့စ조사နေတော့ကားတိုက်ခံရကတည်ဆုံးသွားပါတယ်။ဂျိမ်းစ်ဟာနေဗီစီတပ်ဖွဲ့ကဗိုလ်မှူးဖြစ်ပါတယ်။ဒီနေ့မှာသူဟာတင်နန်းသားတွေကိုလေ့ကျင့်ပေးနေတော့ရဲစခန်းကဖုန်းတစ်ခုဝင်လာတယ်ဆိုပြီးအကြောင်းကြားလာတာကြောင့်တွားကြည့်တော့အဖေဖြစ်သူဝေါ်ရာဟာကားတိုက်ခံရကပွဲချင်းပြီးတည်ဆုံးသွားတာဖြစ်နေပါတယ်။နောက်နေ့မှာတော့ဂျိမ်းစ်ဟာပုံမှန်တိုင်းပဲမိသားစုအတွက်မနှက်စာလုပ်ပေးနေရင်မိမဖြစ်သူကိုအဖေတည်ဆုံးသွားကြောင်းကိုပြောတာကြောင့်မိမကစိတ်မကောင်းဖြစ်နေပါတယ်။ဂျိမ်းစ်ကတော့တားဖတန်ရောစင်ကတိတ်မရှိတာကြောင့်ဘာမှမခံစားရပဲပုံမှန်တိုင်းပဲရှိနေပါတယ်။လေလာကအိုကာဟိုမာမှာရှိတဲ့ညီဖြစ်သူကြောင်ကိုလည်းအကြောင်းကြားဖို့ပြောနေပေမဲ့ဂျိမ်းစ်ကသူ့ရဲ့ညီဟာသူဖုံးဆက်ရင်ဘယ်တော့မှမကင်ပေးကြောင်းကိုဆိုတယ်။ဂျိမ်းစ်ရဲ့ညီဖြစ်သူကြောင်ကတော့သူနေထိုင်တဲ့မြို့ငယ်လေးမှာရဲရရှိလောက်ကင်တွေကဘဝကိုဖြစ်တယ်လို့ဖြစ်တမ်းနေပါတယ်။ဒီနေ့မှာချစ်သူကောင်မလေးဘယ်လန်တီနာကအထုပ်ပိုးတွေပြင်တွေကထွက်သွားဖို့လုပ်နေတာကြောင့်ကြောင်ကထွက်မသွားဖို့တားနေပါတယ်။ဘယ်လန်တီနာကကြောင်ဟာရှေ့ရဲအတွက်ဘာကိုမှရေရရာမစင်းစားကပေါက်ကြတွေပဲလုပ်နေတာကြောင့်စိတ်ကုန်နေပြီလို့ဆိုတယ်။အဲ့ဒါကြောင့်ကြောင်ကတောင်းပန်နေလို့အနမ်းပေးဟန်ဆောင်လိုက်ပြီးပါတစ်ချက်ပိတ်ရိုက်လိုက်ပါတယ်။အဲ့ဒီနောက်မှာကားကိုစတန့်ထွင်မောင်းပြီးထွက်သွားပါတော့တယ်။အဲ့ဒီနာမှာကြောင်တယောက်အသေးကွဲနေချိန်မရီးဖြစ်သူကဖုံးဆက်လာကသူတို့ရဲ့အဖေကားတိုက်ခံရပြီးဆုံးသွားပြီလို့ပြောတာကြောင့်ကြောင်ကတော့အဖေကအရင်ကဲကတော့တည်သွားပြီထင်နေကြောင်းကိုပေါ့တန်တန်ပြောလိုက်တယ်။ဒါပေမဲ့လေလာကအတူဘကိုမနှက်ဖန်ပြုတ်လို့မှဖြစ်တာကြောင့်လာခဲ့ရန်ခေါ်လိုက်တယ်။ကြောင်ကအကိုဖြစ်သူနဲ့ရောမတွေ့ချင်ဘူးဆိုကဟာဝိုင်အီကိုလည်းမရောက်ဖြစ်တာ20လောက်ရှိနေပြီဖြစ်တာကြောင့်မလာတော့ဘူးလို့ပြောလိုက်တယ်။အဲ့ဒီနောက်မှာကြောင်ဟာတေးပေါက်နေတော့အနောက်ကနေယာကူဇာကိုင်းကလူဆိုးနှစ်ယောက်ရောက်လာပြီးအဖေဖြစ်သူဝေါ်ရာပို့ပေးထားတဲ့ပစ္စည်းကိုသူတို့အားပေးရန်ချင်းချောက်နေပါတယ်။ကြောင်ကတော့သူ့အဖေနဲ့ဆက်ဆံရေးကောင်းမရှိခဲ့တာကြောင့်ဘာပစ္စည်းမှမရောက်လာကြောင်းကိုဆိုတယ်။ဒါကြောင့်ဂျပန်ကောင်ကယာကူဇာကိုင်းရဲ့တက်တူးကိုပြတ်လိုက်ကပြန်လဲချင်းချောက်နေတာကြောင့်ကြောင်ကအပေါ်စားတက်တူးပုံဆိုပြီးလောင်ပြောင်လိုက်ကတပ်ပွဲကိုလည်းဆက်တင်လိုက်ပါတယ်။ဂျပန်ကောင်ဟာကြောင်ကိုမရှင်းနိုင်ကအထိုးခံနေရတာကြောင့်အပြင်မှာစောင့်နေတဲ့နောက်ထပ်ကိုင်းသားတစ်ယောက်ကဝင်လာကတနက်နဲ့လိုက်ပစ်နေပါတယ်။ဒါပေမဲ့တနက်ကြီးဆန်ကကုံသွားကသူတို့ဟာလက်ပလာနဲ့ပြန်ချနေကြပါတယ်။ဂျပန်ကောင်ကကြောင်ရဲ့အမေရဲ့ပြာအိုးနဲ့ဓာတ်ပုံကိုလဲချပေးလိုက်တာကြောင့်ကြောင်ကစိတ်တအားဆိုးသွားကတယောက်ချင်းစီကိုအမောက်သိပ်လိုက်ကတပ်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အဖေဖြစ်သူရဲ့တည်ဆုံးမှုဟာသွေးရိုးသားရိုးမဟုတ်တာကြောင့်အမှုကိုစုံစမ်းဖို့အတွက်ဟာဝိုင်အီကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဝေါ်ရာဟာလီရဲ့နာရေးကိုပြုလုပ်နေချိန်မှာတော့ဒေတက်ခံကိုင်းတွေဟာလည်းအဝေးတနေရာကနေစောင့်ကြည့်နေပါတယ်။နာနီကတော့ဝေါ်ရာဟာအလွတ်တန်းဆောင်ထောက်ဖြစ်ခဲ့တာကြောင့်အဲ့လောက်တော့ရှိမှာပေါ့လို့ဆိုတယ်။နာနီကကြောင်ကရောက်မလာဘူးလားလို့မေးတော့ဝေါ်ရာနဲ့အဆက်အသွယ်မရှိတော့တာကြောင့်မလာကြောင်းကိုဂျိမ်းစ်ကဆိုတယ်။အဲ့ဒီနောက်မှာကြောင်ကရုတ်တရက်ရောက်လာတာကြောင့်နာနီနဲ့လေလာကကြိုဆိုလိုက်ကကလေးတွေနဲ့လည်းဦးလေးဖြစ်ကြောင်းကိုမိတ်ဆက်ပေးလိုက်ပါတယ်။ကလေးတွေကအရင်ကဘာလို့လာမလဲတာလဲမေးတော့မင်းတို့အဖေနဲ့မရဲတာကြောင်းလို့ပြောလိုက်တယ်။ဂျိမ်းစ်ကတော့ကြောင်ကိုဂေးဘာရဲရောက်နေတဲ့ဂေါ်ရီလာနဲ့တူကြောင်းပြောကသူတို့နှစ်ဦးဟာအခြေတင်ဖြစ်နေတာကြောင့်ဘာသာရေးကောင်းဆောင်ကမဆူဖို့ပြောယူရလောက်တဲ့အထိဖြစ်လာလို့တောင်းပန်လိုက်ရပါတယ်။ဂျိမ်းစ်ကကြောင်ကိုဝလာတယ်လို့ပြောလို့ကြောင်ကလည်းဂျိမ်းစ်ကိုတအားအိုသွားကြောင်းပြန်ဆောင်ပြောလိုက်တယ်။သူတို့နှစ်ယောက်စကားများနေတာကိုဘာသာရေးကောင်းဆောင်ကတိမခံနိုင်တော့လို့တိတ်တိတ်လေးနေဖို့အော်ပြောလိုက်တော့မှနှစ်ယောက်လုံးငြိမ်ချသွားပါတော့တယ်။ထို့နောက်အဖေရဲ့ညီသူတို့ရဲ့ဦးလေးဖြစ်သူအုတ်ချုပ်ရည်မူမာဟိုးကအမတ်တရစကားပြောကြကဝေါ်ရာရဲ့အယိုးပြကိုရေထဲမျောဖို့တွားလိုက်ကအတူပအခမ်းအနားလေးပြီးဆုံးသွားပါတယ်။ပြီးတော့ကြောင်ဟာသူအရင်တုန်းကနေခဲ့တဲ့အိမ်ကိုရောက်ရှိလို့လာပါတယ်။ဂျိမ်းစ်ကကြောင်ရဲ့အမေကြောင့်သူတို့မိသားစုပြိုကွဲသွားခဲ့ရတယ်လို့ဆိုကအပြစ်တင်နေပါတယ်။မိသားစုထမင်းဝိုင်းမှာမာဟိုးကတော့မိသားစုတွေစုံစုံလင်လင်တအိမ်ထဲမှာရှိနေလို့ဝမ်းသာကြောင်းကိုဆိုတယ်။လေလာကကြောင်သာဒီကိုရောက်နေမှန်းသိရင်ဝေါ်ရာကအယံဝမ်းသာဖြစ်နေမှဖြစ်ကြောင်းကိုပြောတော့ကြောင်ကဝေါ်ရာအတွက်လာခဲ့တာမဟုတ်ကြောင်းကိုဆိုကဘသူတက်လိုက်တာလဲသိချင်လို့ရောက်လာခဲ့ရလို့ပြောလိုက်တာကြောင့်အကုန်လုံးကဆွန့်သွားကြပါတယ်။ကားတိုက်ခံရပြီးတည်သွားတာကိုဘာတွေပြောနေတာလဲမေးတော့ကြောင်ကသွေးရိုးသားရိုးမဟုတ်ကြောင်းကိုပြောလို့လေလာကကလေးတွေနားထောင်ရမသိလို့ထွက်သွားခိုင်းလိုက်ပါတယ်။ပြီးတော့ကြောင်ကသူ့စီကိုယာကူဇာကိုင်းကလူတွေရောက်လာကတက်ဖို့လုပ်နေကြောင်းကိုဆိုတယ်။အဲ့ဒီချိန်ဂျိမ်းစ်ကတော့အိုကာဟိုမာကလူတွေတဝက်လောက်မင်းကိုတက်ချင်နေတာလေလို့ပြန်ဖြေလိုက်ကအမြဲတမ်းပြဿနာတွေတည်လာတယ်လို့ဆိုပြီးအပြစ်တင်နေပါတယ်။အဲ့ဒါကြောင့်ကြောင်ကဂျိမ်းစ်ဟာသူ့ကိုကူညီဖို့မမျှော်လင့်ကြောင်းသူ့မေတက်ခံရတော့ကလည်းအဲ့လိုပဲပြောခဲ့ကြောင်းကိုပြောလို့တခန်းလုံးလည်းငြိမ်သက်ချသွားပါတော့တယ်။အဲ့ဒီနောက်မှာဂျိမ်းစ်ကကြောင်ကိုအပြင်မှာစကားသွားပြောကြရန်လိုက်ခဲ့ဖို့ပြောပါတယ်။ဂျိမ်းစ်ကတော့အနည်း20လောက်အဖေကိုအဆက်အသွယ်မလုပ်ဘဲပစ်ထားခဲ့ပြီးမှရုတ်တရက်ကြီးဘာလို့ဂယူးဆိုင်နေရတာလဲမင်းနေပါတယ်။ကြောင်ကမင်းကတာယာတဲ့မိသားစုနဲ့အလုတ်ကင်တီချရှိနေတာမို့တွေးကြောင်နေတာလားမေးကသူ့အားဘာလို့တစ်ခါလောက်တောင်ယုံကြည်မှုမပေးနိုင်ရတာလဲလို့စိတ်ဆိုးပြီးပြောနေပါတယ်။
ဂျိမ်းစ်ကတော့မင်းရဲ့အမေကိုတက်သွားတဲ့သူကိုတောင်မရှာနိုင်ခဲ့ပဲအခုလေတယောက်ယောက်ကအဖေကိုတက်သွားတယ်ထင်နေတာလားလို့မေးပါတယ်။အဲ့ဒါကြောင့်ကျောင်းကစိတ်ပြက်သွားကမင်းကနားမလည်နိုင်ပါဘူးကွာလို့သာပြောပြီးလက်ခလေထောင်ပြကထွက်သွားလိုက်ပါတော့တယ်။အဲ့ဒီနားမှာကျောင်းကဘားတစ်ခုမှအရက်တောက်နေတော့ဘားဒဏ္ဍာပေးတဲ့အရက်ကိုတောက်နေပါတယ်။မကြခင်မှာလူဆိုးကိုင်းတစ်ခုကလူတယောက်ရောက်လာကဒီမှာအကုန်လုံးဝင်နောက်ပြီးနောက်ပြန်လာရဲတယ်နော်လို့ဆိုနေပါတယ်။ပြီးတော့ဆရာကြီးကေကနှုတ်ဆက်ခိုင်းတယ်လို့ပြောလိုက်တယ်။ကျောင်းကအဲ့ဒီဘိုးတော်ကြီးကမတည်နိုင်သေးဘူးလားလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ခေါင်းတွေမူနောက်ကအမြင်တွေဝေဝါးလာတာကြောင့်စိတ်ခက်ခံလိုက်ရမှန်းတည်ပြီးနောက်မူးလဲကျသွားပါတယ်။သူပြန်နိုးလာချိန်ဆရာကြီးကေကနှုတ်ဆက်လိုက်ကဒီကိုပြန်လာခဲ့တာမင်းကတတိရှိလို့ပဲလို့ခနဲ့ပြောလိုက်ပါတယ်။ကေကကျောင်းအားဒီနေရာကနေအမြန်ထွက်သွားဖို့ချင်းချောက်ပြောဆိုလိုက်ကကျောင်းကိုချုပ်ခိုင်းထားလိုက်ပြီးအမတ်သားကိုလေပင်မှာအချုံနဲ့တွေးထွက်သွားအောင်ချစ်ပေးလိုက်ပါတယ်။ပြီးတော့9ရက်အချိန်ပေးမယ်လို့ဆိုကဒီကျုံကနေထွက်သွားဖို့ပြောနေပါတယ်။နောက်နေ့မနက်မှာကျောင်းကကန်းချေတစ်ခုမှပြန်လည်နိုးထလာပါတယ်။ဂျိမ်းစ်ကတော့သူ့ရဲ့ညီပြောခဲ့တဲ့စကားကြောင့်စုံထောက်ကိုတွားတွေ့ကရဲမှတ်တမ်းကိုကြီးခွင့်ရမလားလို့တွားရောက်မေးမြန်းနေပါတယ်။စုံထောက်ကမျက်မြင်သက်သေတွေမရှိကြောင်းကင်မရာတွေလည်းအကုန်ပြက်နေတာဖြစ်ကြောင်းကိုသာပြောနေတယ်။ဂျိမ်းစ်ကအကုန်ကွက်တိကျနေတာပဲလို့ဆိုကအလွတ်တန်းစုံထောက်တယောက်လူပြက်တဲ့နေရာမှာအသက်ခံလိုက်ရတာကိုဘယ်သူမှတေချာမစစ်ဆေးကြဘူးလားလို့မေးတော့စုံထောက်ကဒါကတာမန်ကားတိုက်ပြီးထွက်ပြေးသွားတဲ့အမှုသာဖြစ်တယ်လို့သာပြောနေပါတယ်။ပြီးတော့ရံမလိုချင်တဲ့ဝက်ဝံကြီးကိုတွားစားတယ်လို့ဖြစ်နေလိမ့်မယ်လို့တတိပေးပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာသူ့ဖေရဲ့ပစ္စည်းတွေကိုယူပြီးပြန်လာချိန်ဓာတ်တလက်ရဲ့တော့တွဲတစ်ခုရဲ့နဲ့ပိုက်ဆံအိတ်ထဲကတစ်ခုခုကိုမှတ်သားထားတဲ့စာရွက်အပိုင်းစတစ်ခုအားတွေ့မိခဲ့ပါတယ်။ကျောင်းကသူ့ဖေရဲ့ရုံးခန်းကိုရောက်လာခဲ့ပြီးပစ္စည်းတွေကိုမွေနောက်ရှာဖွေနေကတနက်တလက်ကိုတွေ့လို့ခါးကြားထဲကိုထိုးထည့်ထားလိုက်တယ်။အဲ့ဒီနောက်မှာတော့လူတယောက်ဝင်လာကတစ်ခုခုကိုရှာဖွေနေလို့ကျောင်းကပုံးနေရာမှာထွက်လာတာကြောင့်ထိုလူကလှန့်သွားပြီးထွက်ပြေးသွားပါတယ်။ကျောင်းကအဲ့ဒီလူရဲ့နောက်ကိုလိုက်နေပေမဲ့ခန္ဓာကိုယ်နဲ့မလိုက်အောင်ပေါ်ပါတော့လက်စွာတိုက်တွေပေါ်ကနေထွက်ပြေးလွတ်မြောက်သွားကအကြောင်းကိုလောင်ပြောင်နေတာကြောင့်ဒေါ်တာထွက်သွားပြီးအောက်ကိုလိုက်ဆင်းပြေးသွားပါတယ်။ဒီနေရာရောက်မှလွတ်ပြီးအထင်နဲ့ပြောနေချိန်ကျောင်းကမျက်နှာကိုဖျက်ရိုက်လိုက်တာကြောင့်လဲကျသွားပါတော့တယ်။ကျောင်းကဝေါ်ရာရဲ့အခန်းစီလာပြီးပစ္စည်းလာကိုးတာလာမေးချိန်ထိုလူကဝေါ်ရာဟာသူ့အတွက်အဖေလိုပဲလို့ပြောတော့ကျောင်းကဝေါ်ရာဟာဘသူ့အတွက်မှအဖေမဖြစ်ခဲ့ဘူးလို့ပြန်ပြောလိုက်တယ်။အဲ့ဒါနဲ့ဘလို့တီလဲမေးတော့ကျောင်းကဝေါ်ရာရဲ့သားဖြစ်ကြောင်းကိုရှင်းပြတယ်။အဲ့ဒီနောက်မှာသူ့နာမည်ကပီကာဖြစ်ကဝေါ်ရာအတွက်အလုပ်လုပ်ပေးနေတာဖြစ်ပြီးအီးမေးလ်တွေကိုလိုက်ဖောက်ရင်းဖုန်းတွေကိုလည်းခိုးနှားထောင်ပေးရတယ်လို့ပြောပါတယ်။ကျောင်းကဝေါ်ရာကိုဘသူကတက်ချင်နေတာလဲမေးတော့ပီကာကဝေါ်ရာမှာရန်သူတွေများကြောင်းကိုပြောပါတယ်။ဂျိမ်းစ်ကအခင်းဖြစ်တဲ့နေရာပတ်ဝန်းကျင်မှာတက်တေတွေရလို့ရညာသွားစုံစမ်းနေပါတယ်။ပြီးတော့သူက CCTV တွေကိုခဏကြည့်ချင်တယ်ပြောကဒေါ်လာ300ထုတ်ပေးနေတာကြောင့်အဲ့လောက်ဈေးမပေါ်ကြောင်းကိုပြောလို့ဂျိမ်းစ်ကတော့အကျန်းထဲကိုတုံးပြီးဖြည့်ရှင်းလိုက်ရပါတယ်။ရုံးခန်းထဲမှာကျောင်းကရေလွှာလျှော့စီးဖို့ပြားဟာအနေထားမှနေတာကြောင့်တွားကင်ကြည့်လိုက်တော့စီမံကိန်းရေးဆွဲထားတဲ့စာရွက်ပြုတ်ကျလာလို့အံ့ဩနေကြပါတယ်။ပြီးတော့နာနီကိုဖုံးဆက်ကအစိုးရတစိရောပါရှိတဲ့စီမံကိန်းစာရွက်ကိုဝေါ်ရာရဲ့ရုံးခန်းထဲမှာဖွက်ထားရာကနေတွေ့ရှိခဲ့တယ်လို့ပြောတာကြောင့်နာနီကရုံးကိုရောက်ရင်စစ်ကြည့်လိုက်မယ်ပြောကဖုံးချလိုက်ပါတယ်။မကြခင်မှာလူတယောက်ဝင်လာလို့တနက်နဲ့ချိန်ရွယ်လိုက်ရာဂျိမ်းစ်ဖြစ်နေပါတယ်။ဂျိမ်းစ်ဟာ CCTV မှတ်တမ်းကိုကူးယူလာခဲ့တာကြောင့်သူတို့ကဖွင့်ကြည့်လိုက်တော့နံပါတ်ပြားမပါတဲ့ကားဟာလူတယောက်လုံးရှေ့မှာရှိနေတာကို break down မအုပ်ကတိုက်ချလိုက်ပြီးထွက်ပြေးသွားတာဟာရည်ရွယ်ချက်ရှိလုပ်တာဖြစ်ကြောင်းကိုကျောင်းကဆိုလိုက်ပါတယ်။ဒီလိုနဲ့သူတို့ညီကိုနှစ်ယောက်ဟာပုံမှန်တိုင်းကားထဲမှာညှင်းခုန်နေကြရင်အိမ်ကိုပြန်လာနေကြစဉ်ရုတ်တရက်ကားတစ်စီးကဝင်တိုက်တာခံရပြီးကားပေါ်ကလူတွေကတနက်နဲ့လိုက်လံပစ်ခတ်နေကြပါတယ်။ကျောင်းကလည်းတနက်နဲ့ပြန်လည်ပစ်ခတ်ပေမဲ့ကားမှန်ကချီကာမှန်ဖြစ်နေပါတယ်။ဂျိမ်းစ်ကလည်းသူ့ဘက်ကပြစ်မှတ်ကိုရှင်းရှင်းလင်းလင်းရလိုက်လို့တနက်ထုတ်ကပစ်တက်လိုက်ပါတယ်။မကြခင်ကျောင်းကကားထဲကခုန်ထွက်သွားလိုက်ကလူဆိုးတွေရဲ့ကားဘင်းကိုပစ်ဖောက်လိုက်ပါတယ်။လူဆိုးတွေကလည်းတနက်နဲ့မိကုံရန်ကုန်လိုက်လံပစ်ခတ်နေတာကြောင့်လမ်းမပေါ်မှာလူတွေအားလုံးဝယုံတုံးကားဖြစ်နေကြပါတယ်။ဂျိမ်းစ်ကလည်းသူ့ရဲ့ကားဟာဆက်မောင်းလို့မရတော့လို့ကားပေါ်ကိုတက်လာကလူဆိုးတွေစီခုန်ဆင်းလိုက်ပြီးတနက်နဲ့ပစ်ပေမဲ့ကြီးကာနေတာကြောင့်အရာမထင်ဖြစ်နေပါတယ်။အဲ့ဒါနဲ့ကျောင်းကတော့ဂျိမ်းစ်ကိုကားပေါ်ကခုန်ဆင်းခိုင်းလိုက်ကစီတိုင်ကီကိုပစ်လိုက်တာကြောင့်ကားကပောက်ကွဲသွားပြီးဂျိမ်းစ်လည်းအဝေးကိုလွင့်ဆင်သွားပါတော့တယ်။ဂျိမ်းစ်ရဲ့ကားရောပောက်ကွဲမှုတွေပါသွားလို့စိတ်ဆိုးနေတာကြောင့်ကျောင်းကမတော်တဆဖြစ်သွားတာလို့သာဖြေရှင်းချက်ပေးနေပါတော့တယ်။စုံထောက်ကတော့သူတို့နှစ်ယောက်ဟာမြို့ထဲမှာဝင်မွေသွားတာကြောင့်တအားတင်းနေပါတယ်။ဂျိမ်းစ်ကတော့ဒီအမှုဟာတွယိုတာယိုမဟုတ်ဘူးလို့ဆိုပြီး CCTV မှတ်တမ်းကိုပေးလိုက်ကတိုက်ပြေးသွားတဲ့ကားကိုလိုက်ရှာခိုင်းနေတယ်။အဲ့ဒီညမှာနာနီကဒီစီမံကိန်းဟာကျွန်းရှိမြောက်ပိုင်းကဆောက်လုပ်ရေးစီမံကိန်းဖြစ်တယ်ဆိုတာကိုစုံစမ်းသိရှိခဲ့ရကြောင်းပြောတယ်။ပိုင်ရှင်ကဘီရှော့ဆိုတဲ့တထေးကြီးတဦးဖြစ်တယ်လို့ပြောပါတယ်။ဂျိမ်းစ်ကကာစီနိုဆောက်ဖို့စ조사နေတာဖြစ်ကြောင်းတွေ့ရှိခဲ့တာကြောင့်နာနီကလောင်းကစားဟာဒီကျွန်းမှာတရားဝင်မဟုတ်ကြောင်းကိုပြောနေတယ်။အဲ့ဒါကြောင့်သူတို့ဟာဒီစီမံကိန်းနဲ့ပတ်သက်နေတာဖြစ်နိုင်ကြောင်းပြောကဘီရှော့နဲ့တွားတွေ့ဖို့ပြောနေကြပါတယ်။နာနီကသူ့ရဲ့ရန်ပုံငွေပွဲကိုမနှက်ဖြန်ကျင်းပဖို့ရှိတယ်လို့ဆိုတယ်။ဒါပေမဲ့တထေးကြီးတွေရဲ့ပွဲကိုသူတို့လိုအခြေအနေနဲ့တက်ရောက်ဖို့မဖြစ်နိုင်ကြောင်းကိုလည်းပြောပါတယ်
နောက်တစ်နေ့မနက်မှာတော့ကြောင်ကအကိုရဲ့ကိုတောင်ထဲကဆိုင်ကယ်ကောင်းစားကိုတွေ့လိုက်တာကြောင့်ငမ်းမရဖြစ်နေပေမဲ့ဂျိမ်းစ်ကတော့လုံးဝမထီရန်ကိုသာပြောတယ်။ဒါပေမဲ့သူတို့အဖေရဲ့ဆိုင်ကယ်ဟောင်းကိုတော့ပေးလိုက်ပါတယ်။အဲ့ဒါနဲ့သူတို့နှစ်ယောက်ဟာဆောက်လုပ်ရေးစီမံကိန်းနေရာကိုတွားကြည့်ဖို့ရောက်လာခဲ့ပါတယ်။သူတို့ရောက်လာချိန်ဘာစီမံကိန်းမှရှိမနေကဒေတာခန်တိုင်းရင်းသားတွေကိုသာတွေ့လိုက်ရပါတယ်။ဒါပေမဲ့လူဖြူတွေဟာသူတို့နယ်မြေကိုလူဖို့လာလိမ့်မယ်လို့ဆိုကသူတို့ဟာလည်းတော်လန်ဖို့အသင့်ရှိကြောင်းကိုပြောတယ်။မကြခင်မှာတော့စုံထောက်စီကဖုံးဝင်လာလို့လိုက်သွားရသူတို့အဖေဟာတိုက်ပြေးသွားတဲ့သူကိုကားနဲ့အတူပင်လေရေအောက်ထဲကနေဆေယူခဲ့ရတာကြောင့်လက်စဖြောက်ခံလိုက်ရတာဖြစ်နိုင်ကြောင်းကိုသုံးသပ်နေကြပါတယ်။ပီကာကစော်လေးတွေကိုသာငန်းနေတာကြောင့်ကြောင်ကနရင်အုပ်ပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ပီကာကသူတို့ဟာဘီရှော့ရဲ့ရန်ပုံငွေပွဲကတနာရီတွင်ဆက်တော့မှလို့ပြောလို့ဂျိမ်းစ်ကသွားလို့မှမရတာလို့ပြောတော့ပီကာကသူဟာအစားအသောက်တာဝန်ခံတဲ့တီကျွမ်းကြောင်းကိုဆိုတယ်။အဲ့ဒါနဲ့သူတို့၃ယောက်ဟာစပွဲထိုးဝတ်စုံနဲ့ရောက်ရှိလာခဲ့ချိန်ကြောင်ကခက်လန်းလန်းကောင်မလေးကိုတွေ့လိုက်လို့လိုက်သွားပါတယ်။ပီကာကဂျိမ်းစ်ကိုရဲနဲ့တူနေတာကြောင့်ရက်မနေရန်ပြောပြီးအလုပ်သွားလုပ်ဖို့ပြောလိုက်တယ်။ကြောင်ကကောင်မလေးကိုအီစီကလီလုပ်ပြီးစကားလာပြောနေရင်မဲ့ကောင်မလေးကသူ့ကိုရှင်းပုံကဒီနေရာမှာရှိတဲ့ပုံပေါက်ဖူးလို့သာပြောလိုက်ပါတယ်။ဂျွန်ကတော့ဆွဲမလျှော့ဘဲနဲ့သူ့ကိုယ်သူကြောင်ဟာလေးပါလို့စမိတ်ဆက်လိုက်တော့ဝေါ်ရာဟာလေးရဲ့တာမန်တိလိုက်ရပြီးတုံလှုပ်သွားပါတယ်။အဲ့ဒါနဲ့ဝေါ်ရာဟာလေးကိုကွာရှင်းတော့မှဖြစ်တဲ့သူ့ယောက်ျားဘီရှော့ဟာတခုခုမူမမှန်တာလုပ်နေတာကြောင့်ထောက်လန်းရန်အတွက်ငားရန်ဘူးကြောင်ပြောခဲ့တယ်။ပြီးတော့ဒီအကြောင်းတွေကိုဒီနေရာမှာပြောဖို့မလုံခြုံတာကြောင့်ကီအာနီမျော်စင်ကိုမနှက်ဖန်လာခဲ့ဖို့ချိန်လိုက်တယ်။တစ်ဖက်မှာတော့ဂျိမ်းစ်ကပကံဆေးနေတဲ့အချိန်ယာကူဇာကိုင်းကနာဂါမူယာကဆေးလာချပြီးကြံထားတဲ့ကတ်ဟာသူတို့စုံစမ်းနေတဲ့အဖွဲ့အစည်းနဲ့ပတ်သက်နေတာဖြစ်တာကြောင့်ဂျိမ်းစ်လည်းမေးခွန်းတချို့မေးရင်ပြဿနာအနှဲငယ်တက်လာပါတယ်။အဲ့ဒီနောက်မှာပါတီထဲမှာမူမမှန်ကလိုက်ထောက်လန်းနေတဲ့သူတို့နှစ်ယောက်ကိုလုံခြုံရေးတွေကလာရောက်ခေါ်ဆောင်သွားပါတော့တယ်။ဘီရှော့ဟာဖိတ်ခေါ်မထားတဲ့ဧည့်သည်နှစ်ယောက်ကိုဒီကိုရောက်လာတဲ့အကြောင်းရင်းကိုမေးတော့သူတို့ဟာဝေါ်ရာရဲ့အမှုကိုစုံစမ်းဖို့ရောက်လာခဲ့ကြောင်းပြောပါတယ်။ဘီရှော့ကလည်းသူဟာဝေါ်ရာကိုသူ့ရဲ့မိန်းမဖောက်ပြန်နေတယ်ထင်ပြီးစုံစမ်းခိုင်းဖို့ငားရန်ဘူးကြောင်းပြောပါတယ်။ကြောင်ကသူ့ရှိကလက်ပစ်ပုံးကိုကောက်ကင်လိုက်တော့ဘီရှော့ကပောက်ကွဲအားပြင်းတဲ့အတွက်ရှောက်မကန်ရန်ပြောခဲ့တယ်။ပြီးတော့ဂျိမ်းစ်ကလက်ချောင်းပြက်တွေကိုတွေးလိုက်တော့ခုနကအလုပ်ကိစ္စတွေပြစ်လိုက်ဖို့မေ့သွားတာလို့သာဘီရှော့ကပြန်ဖြေလိုက်တယ်။ညီကိုနှစ်ယောက်ပြန်သွားချိန်မှာတော့ဘီရှော့ကသူ့မိန်းမဟာတခုခုကြံစီနေမှန်းရိပ်မိသွားပါတယ်။နောက်တစ်နေ့မနက်မှာကြောင်ဟာဘီရှော့ရဲ့မိန်းမကချင်းဆိုထားတဲ့နေရာကိုရောက်လာချိန်ကောင်မလေးဟာတိုက်ပေါ်ကနေပြုတ်ကျတည်ဆုံးနေတာကိုတွေ့ရှိလိုက်ရပါတယ်။သူဟာဘီရှော့ရဲ့လက်ချက်မှန်းချက်ချင်းသိလိုက်ရပါတယ်။အဲ့ဒါနဲ့ဘီရှော့ရဲ့နေရာကိုရောက်လာခဲ့ကလုံခြုံရေးဝန်ထမ်းတွေနဲ့တိုက်ခိုက်ကာဝင်လာဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့အဆောင်တွေကကျင်းဆက်နဲ့ပြစ်လိုက်တာကြောင့်လဲကျသွားရပါတော့တယ်။ကြောင်ကတော့သူ့ဖေဝါရာနဲ့ကောင်မလေးကိုသူကိုယ်တိုင်တက်လိုက်တယ်မလားလို့ဆွဆွဲပြောဆိုနေပါတယ်။ဘီရှော့ကကြောင်ကိုစိတ်ပြက်လာပြီးဖြစ်ကြောင်းဆိုကရဲလက်ထဲအပ်လိုက်ဖို့ပြောခဲ့တယ်။အချုပ်ထဲမှာရှိနေချိန်အုပ်ချုပ်ရေးမှုဖြစ်သူဦးလေးရောက်လာပြီးအမှုမဖွင့်ဖို့ဘီရှော့ကိုတောင်းပန်ထားရကြောင်းဆိုကဘာပဲဖြစ်ဖြစ်ရဲတွေသာသူတို့အလုပ်သူတို့လုပ်လိမ့်မယ်လို့သာပြောပါတယ်။အချုပ်ထဲကနေပြန်ထွက်လာချိန်မှာတော့ဂျိမ်းစ်ကကြောင်ကိုထင်ရဆိုင်ပြီးရှောက်လို့မနေရန်ပြောပြီးသူခုလိုလုပ်နေလို့ဘယ်သူမှအသက်ပြန်ရှင်လာမှာမဟုတ်ကြောင်းပြောလိုက်လို့ကြောင်ကဂျိမ်းစ်ရဲ့မျက်နှာကိုကောင်းနဲ့တိုက်လိုက်ကညီကိုနှစ်ယောက်ထိုးတက်နေကြပါတော့တယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အကိုဖြစ်သူဂျိမ်းစ်ကကြောင်ရဲ့မျက်နှာကိုဖူးယောင်အောင်ထိုးပေးလိုက်ပြီးအနိုင်ရလိုက်ကရန်ပွဲလေးရက်နာသွားပါတော့တယ်။ကြောင်ကအရင်တုန်းကကိုညီတယောက်လုံးအလိုအဆုံးချိန်မှာဘလို့စိတ်နဲ့များပစ်ထားရနိုင်ခဲ့တာလဲလို့စိတ်မကောင်းစွာမေးနေပါတယ်။ဂျိမ်းစ်ကအဲ့ဒီအချိန်မှာမင်းကထောင်ကြတော့မဲ့အခြေအနေလေးရောက်နေကလူဆိုးကိုင်းတွေကလည်းမင်းကိုတက်ပစ်ချင်နေတာကြောင့်နင်းထုတ်လိုက်ယုံကလွဲပြီးတခြားနဲ့လည်းမရှိတော့တာကြောင့်လို့ဆိုပါတယ်။ကြောင်ကအမေတယောက်လုံးကိုမျက်စိရှိမှအသက်ခံလိုက်ရတာဟာတစ်ချိန်လုံးသူ့ကိုခြောက်လန့်နေစေတာကြောင့်လက်စားချေခြင်းစိတ်ကလွဲပြီးဘာမှမရှိခဲ့ဘူးလို့ပြောပါတယ်။ဂျိမ်းစ်ကဒါပေမဲ့ဝေါ်ရာကသူတို့တွေအတွက်အဖေကောင်းတယောက်မှမဖြစ်ခဲ့တာကိုဘာလို့ဒီအမှုကိုအသေးအတန်လိုက်နေရတာလဲမေးတော့ကြောင်ကအရင်တုန်းကအမေအတွက်လက်စားမချေနိုင်ခဲ့ကအခုလည်းအဖေဖြစ်သူအသက်ခံလိုက်ရတာကြောင့်ငါတို့တွေကတရားမျှတမှုကိုတော့ရှာပေးမှရတော့မှာလို့ပြောပါတယ်။အဲ့ဒီနောက်မှာဂျိမ်းစ်ကလည်းသူ့အမားတွေအတွက်တောင်းပန်လိုက်ကညီကိုနှစ်ယောက်ပြန်လဲတင့်မြတ်သွားကြပါတယ်။အိမ်ကိုပြန်ရောက်တော့ကလေးတွေအတိုင်းရန်ဖြစ်ကဖူးယောင်ပြီးပြန်လာခဲ့တဲ့ညီကိုနှစ်ယောက်ကိုဂျိမ်းစ်ရဲ့မိန်းမဖြစ်သူကဆူနေပါတော့တယ်။ဒါဖြစ်သူကပြန်လာချိန်မှာတော့စုပ်ပြတ်သက်နေရဲ့အဖေနဲ့ဦးလေးတွေကိုကြည့်ပြီးလူဆိုးတွေကတီးထုတ်လိုက်တာလားလို့မင်းနေပါတယ်။အဲ့ဒီနောက်မှာကြောင်ရဲ့ရေးစားဟောင်းကဖုံးဆက်လာကအိမ်ကလည်းစုပ်ပြတ်သက်နေပြီးမေးဘော့စ်ထဲမှာလည်းပစ္စည်းတွေပုံနေကြောင်းပြောကအထုပ်တစ်ခုလည်းရှိနေကြောင်းကိုဆိုတယ်။ကြောင်ကတော့အဲ့ဒီအထုပ်ဟာသူ့အဖေပို့ထားတာဖြစ်နိုင်ကြောင်းကိုပြောပြီးအရေးကြီးကြောင်းဆိုကလူကိုယ်တိုင်အရောက်လာဖို့ပေးဖို့ပြောပါတယ်။အဲ့ဒါနဲ့ဘယ်လန်တီနာကဟာဝိုင်အီကိုရောက်လာချိန်ကြောင်တို့အဖွဲ့ကလေစိတ်မှလာကြိုပါတယ်။အိမ်ပြန်လမ်းမှာတော့သူတို့ဟာဝေါ်ရာဖို့ပေးထားတဲ့စတထဲကိုဝင်ကြည့်တော့ကုတ်တွေခံနေတာကိုတွေ့လိုက်ရတယ်။အဲ့ဒါကြောင့်ဂျိမ်းစ်ကဝေါ်ရာရဲ့ပိုက်ဆံအိတ်ထဲကယူထားတဲ့စာရွက်ကိုထုတ်ပေးလိုက်ကတစ်ခုပြီးတစ်ခုစမ်းကြည့်ခိုင်းလိုက်တယ်။အဲ့ဒီနောက်မှာရုတ်တရက်ရဟတ်ရင်တစည်းနဲ့သူတို့စီးလာတဲ့ကားကိုလိုက်ပစ်နေတာကြောင့်အကုန်လုံးလန့်ဖြတ်သွားရပါတော့တယ်။သူတို့လည်းပါလာတဲ့တနက်နဲ့ပဲရဟတ်ရင်ကိုပြန်လဲခုခံဖို့လုပ်နေရပါတယ်
ထိုအချိန်ဘယ်လန်တီနာကကားကိုသူမောင်းမယ်ဆိုပြီးရှေ့ခန်းကိုဝင်ထိုင်လိုက်ကကြည်စံတွေကြားကလွတ်အောင်ဖြတ်မောင်းနေရပါတော့တယ်။မကြခင်မှာဆိုင်ကယ်နဲ့လူနှစ်ယောက်လည်းသူတို့ကိုလိုက်ပစ်နေကြပါတယ်။အဲ့ဒါနဲ့ဘယ်လန်တီနာကဆိုင်ကယ်ရှေ့ကိုပိတ်ရက်ပေးလိုက်လို့နင်ဂျာနှကောင်ကကားပေါ်ကိုပြုတ်ကျလာပါတယ်။ကားပေါ်မှာကပ်ပါလာတဲ့တကောင်ကိုလမ်းဘေးကအကာနဲ့ညက်ပြီးတော့ရှင်းပစ်လိုက်ပါတယ်။နောက်တကောင်ကိုတော့လမ်းမကြီးပေါ်ပစ်ချလိုက်ကဖြည့်ရှင်းလိုက်ပါတယ်။ဒီလိုနဲ့ဟာဝိုင်အီကျွန်းလေးရဲ့လမ်းမတစ်ခုလုံးဟာပြောင်းဆန်နေပါတော့တယ်။ထို့နောက်ရဟတ်ယာဉ်ကအပေါ်ကနေအသေးလဲလိုက်ပစ်နေတာကြောင့်ညီကိုနှစ်ယောက်ကလည်းလက်နက်ငယ်တွေနဲ့ပြန်လည်ခံပစ်နေရပါတယ်။နောက်ဆုံးမှာတော့ဂျိမ်းစ်ကပီစတိုနဲ့တနက်သမားကိုနဖူးတဲ့လမ်းပစ်လိုက်တာကြောင့်စက်တနက်ကိုရမ်းပစ်မိပြီးပိုင်းလော့လဲတည်သွားကရဟတ်ယာဉ်ကသူတို့အပေါ်ပြုတ်ကျလာလို့လွတ်အောင်ပြေးနေရပြန်ပါတော့တယ်။ဒါပေမဲ့သူတို့ကလိုင်ကောင်းထဲဝင်သွားချိန်အပေါက်ဝမှာသာပောက်ကွဲသွားကအသက်ပေးကတီတီလေးလွတ်မြောက်သွားပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ဟာနေ့လယ်စာစားနေချိန်ပီကာကလျှို့ဝှက်ကုတ်ကိုဖွင့်လို့ရသွားပါတယ်။ဘယ်လန်တီနာကငွေလွှဲစည်းရင်မှာပီတာမာဟိုးဆိုတဲ့လူရဲ့ဘဏ်ကောင့်ထဲကိုပိုက်ဆံတွေ10 တန်းကျော်လောက်လွှဲထားတာတွေ့ကြောင်းပြောတယ်။အဲ့ဒါနဲ့သူတို့ရဲ့ဦးလေးမာဟိုးကလည်းဒီအမှုမှာပါဝင်ပတ်သက်နေမှန်းသိရှိခဲ့လိုက်ရပါတယ်။နာနီကမာဟိုးကိုကာစီနိုဆောက်ဖို့ရေးဆွဲထားတဲ့စီမံကိန်းစာရွက်ကိုတွားပြတော့သူကကြီးကြပ်ဖြေရှင်းလိုက်မယ်လို့သာပြောလိုက်တယ်။ကျောင်းတို့ညီကိုဟာဘီရှော့ကအုပ်ချုပ်ရေးမှုဖြစ်တဲ့သူတို့ဦးလေးကိုလည်းငွေနဲ့အိတ်ထောင်ထဲထည့်လိုက်ကြောင်းသိရှိလိုက်ရတယ်။ပြီးတော့ဘီရှော့နဲ့မာဟိုးတို့ဟာဝေါ်ရာကသူတို့ရဲ့အစီအစဉ်တွေအားလုံးကိုသိရှိသွားတာကြောင့်လက်ဆက်ဖြောက်ခံလိုက်ရမှန်းလည်းသိသွားရပါတယ်။ဒီလိုနဲ့အိမ်ကိုပြန်ရောက်ရှိတဲ့အချိန်မှာတော့အိမ်မှာလူတချို့ဝင်မွေသွားတာကြောင့်မိန်းမနဲ့ကလေးတွေကိုလိုက်ရှာခဲ့ပေမဲ့ကလေးတွေကိုသာတွေ့ရှိခဲ့ပါတယ်။ကလေးတွေဟာတအားကြောင့်နေခဲ့ကအမေကိုလူဆိုးတွေကဖမ်းခေါ်သွားကြောင်းပြောပါတယ်။အဲ့ဒီနောက်မှာဘီရှော့တို့အဖွဲ့ဟာနာနီနဲ့လေလာတို့ကိုဖမ်းထားတယ်ဆိုကသူတို့ရထားတဲ့စတဲ့နဲ့လာလဲဖို့ကိုပြောခဲ့တယ်။အဲ့ဒါကြောင့်သူတို့ညီကိုနှစ်ယောက်ဟာလက်နက်ခန်းထဲကလက်နက်တွေကိုတွားယူကလေလာနဲ့နာနီကိုတွားခဲ့ဖို့ပြင်ဆင်နေပါတော့တယ်။အဲ့ဒီနာမှာအတန်တိတ်တနက်နဲ့ဘီရှော့ရဲ့လူတွေကိုတယောက်ပြီးတယောက်ရှင်းပစ်လိုက်ကအင်ကြီးစီကိုချင်းကပ်လာခဲ့ပါတယ်။ညီကိုနှစ်ယောက်ဟာအပြင်မှာရှိနေတဲ့အဆောင်တွေအားလုံးကိုရှင်းပစ်လိုက်တာကြောင့်လုံခြုံရေးကောင်းဆောင်ကစကားပြောဆက်တဲ့အပြင်ကအခြေအနေကိုလက်မေးနေပေမဲ့ဘယ်သူမှဖြေကြားခြင်းမရှိကမိတွေသာအဖြတ်ခံလိုက်ရပါတယ်။လုံခြုံရေးကောင်းဆောင်ကအပြင်ကိုအခြေအနေသွားကြည့်ချိန်မှာနောက်ကနေလေပင်ကိုတားထုတ်ခံလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ဂျောင်ကစကားပြောဆက်ကနေမင်းလဲရောက်လာမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါနဲ့ဘီရှော့ကယာကူဇာတွေကိုတွားဖြည့်ရှင်းခိုင်းလိုက်ပါတယ်။ယာကူဇာတွေနဲ့ဂျိန်းတယောက်ပတ်ပင်းတိုးပြီးအကုန်လုံးကိုတယောက်တည်းရှင်းပစ်လိုက်ပါတော့တယ်။သူတို့ဟာမြေအောက်ခန်းထဲကိုရောက်ချိန်မှာဘီရှော့ကမရှိတော့ကလေလာနဲ့နာနီတို့ကိုသာကြိုးကြည့်ရသားတွေ့ရှိခဲ့လို့ကယ်တင်လိုက်ပါတယ်။လေလာကဂျိန်းစ်ကိုဘီရှော့တို့ဟာပြဿနာအားလူမားပြီးရှာမိတာပဲလို့ပြောကအပြက်ရှင်းခဲ့ဖို့ပြောလိုက်တယ်။ဂျောင်ကတော့စပွဲပေါ်ကလက်ပစ်ပုံးကိုကောက်ယူခဲ့လိုက်ကဘီရှော့တို့နောက်လိုက်သွားပါတယ်။မကြခင်မှာနာဂါမူယာရောက်လာပြီးဂျိန်းစ်နဲ့တနက်စီးချင်းတိုက်ပွဲကိုဆင်နွှဲနေပါတော့တယ်။ဒါပေမဲ့ကြီးကုံသွားတာကြောင့်နှစ်ယောက်လုံးရရလက်နက်ဆွဲကင်ပြီးတိုက်ခိုက်နေကြပါတယ်။ဂျောင်ကဘီရှော့ဟာလေနဲ့ထွက်ပြေးဖို့ကြံနေတာကြောင့်ဝင်လုံးလိုက်ပါတယ်။ဘီရှော့ကတနက်တွေ့လိုက်လို့ကောက်ကင်ဖို့လုပ်နေချိန်ဂျောင်ကတနက်ကြီးနဲ့ပြစ်မလို့လာမေးကလက်ချီတက်တက်ချဖို့စိန်ခေါ်နေပါတယ်။ဒါပေမဲ့တကယ်တမ်းကျတော့သူကြီးပဲအစော်ခံနေရပါတယ်။တစ်ဖက်မှာဂျိန်းစ်ကဂျပန်ကောင်ကိုအသေးပြင်းနေပေမဲ့ဂျောင်ကတော့ဘီရှော့ရဲ့တန်ကြိတ်ကြီးနဲ့အချိတ်ခံလိုက်ရကမချိတင်ကဲနာကျင်ခံစားနေရပါတယ်။ဂျိန်းစ်ကဂျပန်ကောင်ကိုရှင်းပစ်လိုက်ပြီးသူ့ညီရဲ့နောက်ကိုလိုက်လာခဲ့ပါတယ်။ဘီရှော့ကဂျောင်ဟာသူ့အဖေဖြစ်သူဝါရာထက်တော့နည်းနည်းတော့ပိုတက်ရခက်တယ်လို့ပြောနေတော့ဂျောင်ကသူယူလာတဲ့လက်ပစ်ပုံးကိုစနက်တံဖြုတ်လိုက်ပြီးနောက်လက်ခလေထောင်ပြလိုက်ပြီးအရှိမချပေးလိုက်လို့ဘီရှော့ကတနက်နဲ့လမ်းပစ်လိုက်ချိန်ဘုံလဲပောက်ကွဲသွားပါတယ်။ဂျောင်ဟာလည်းအဝေးကိုလွင့်စင်သွားပြီးရေထဲကိုပြုတ်ကျသွားပါတယ်။ဂျိန်းစ်ကတော့ရေထဲကိုခုန်ဆင်းကသူ့ညီကိုတွားခဲ့တင်ခဲ့ပါတယ်။ကံကောင်းစွာနဲ့ဂျောင်ဟာလည်းအသက်ဘေးကလွတ်မြောက်ခဲ့ပြီးညီကိုနှစ်ယောက်လုံးလည်းတက်ပြင်းချနိုင်ပါတော့တယ်။နောက်နေ့မနက်မှာတော့အုတ်ချုပ်ရည်မှုဖြစ်တဲ့ဦးလေးကိုရဲတွေကလူတက်ရန်ကြံစီမှုလက်စားမှုတို့နဲ့လာရောက်ဖမ်းခေါ်သွားပါတယ်။မာဟိုးကသူဟာအကွက်စင်ခံလိုက်ရတာလို့ပြောကတောင်းပန်နေပေမဲ့သူတို့တွေကကြောကိုင်းလက်ထွက်သွားပါတော့တယ်။နောက်ဆုံးမှာသူတို့မိသားစုအားလုံးဟာဟာဝိုင်အီကမ်းခြေမှာပျော်ရွှင်စွာပန်းဖြေနေကြပါတော့တယ်။အဲ့ဒီနောက်မှာတော့ကေရောက်လာကသူတို့နဲ့ပြိုင်ဘက်ဖြစ်တဲ့ယာကူဇာတွေကိုဖြည့်ရှင်းပေးလိုက်တာကြောင့်ဂျေဇုဆက်တဲ့အနေနဲ့ဂျောင်ရဲ့အမေကိုတက်တက်လူရဲ့နာမည်ရေးထားတဲ့စာရွက်ကိုပေးလိုက်ပါတယ်။ဂျိန်းစ်ကတော့ဂျောင်ဘာပဲလှုပ်အနောက်မှာရှိနေပေးမယ်လို့ဆိုပါတယ်။ပြီးတော့ဝေါ်ရာကဂျောင်ကိုအိမ်ပြန်လာစေချင်တာကြောင့်သူမတေခင်မှာစတစ်ကိုပို့ပေးလိုက်တာဖြစ်နိုင်တယ်လို့ပြောကနောက်ဆုံးမှာညီကိုနှစ်ယောက်ဟာလည်းဒေါ်လာ10 တန်းကျော်ရှိတဲ့ဘန်ကောက်ရဲ့လျှို့ဝှက်ကုတ်ကိုရရှိလိုက်ကဇလန်းလေးလေးပြီးဆုံးသွားပါတော့တယ်။